မင်္ဂလာပါဓမ္မလိုက် channel မှာကြိုဆိုပါရစေဒီ channel မှာစိတ်အေးချမ်းစေသောဗုဒ္ဓတရားတော်များကိုနားလည်လွယ်အောင်ဗီဒီယိုများဖြင့်ပြန်လည်တဲ့ဖြည့်လေမျှဝေပေးထားပါတယ်ဒါကြောင့်ယခုတင်ဆက်မိတရားတော်ကိုစိတ်တည်ငြိမ်စွာဖြင့်နားဆင်ကြပါစို့တရားနာသူပေါင်းတို့ကိုယ်စိတ်နှစ်ပါကျမ်းမာချမ်းသာလေးကောင်းကျိုးချမ်းသာများရရှိကြပါစေပရိသတ်ကြီးကျမ်းမာချမ်းသာပါစေဘုန်းကြီးဒီနေ့မှာတော့ကိုယ်ဘဝတွေကနေနိထိုင်နေလေးတွေပေါ့အပူမဟတ်စေသောပြဿနာမကြီးစေသောနေနေလေးတွေပေါ့လူမှုဆက်ဆံရေးတွေအင်မတန်မှနည်းနည်းတယ်လူသားတွေကလူတွေဖြစ်တဲ့အတွက်ကြောင့်လူတွေရဲ့မတူညီသောအစ္စတာတွေမတူညီသောသဘောထားတွေနဲ့အမြဲတမ်းထိတ်တိုက်တွေ့တတ်ကြရတယ်အဲ့ဒီနေရာမှာလည်းပဲအသိပညာအနေအထားဘုဒ္ဓအနေအထားတွေကွာဟမှုကြောင့်လေလူတွေရဲ့ဆက်ဆံရေးမှာမညီမျှတာတွေပဋိပက္ခတွေဖြစ်တတ်ကြတယ်အဲ့တော့အရေးအကြီးဆုံးအချက်ကိုပြောချင်တာကအစွဲကြီးခြင်းသည်ပြဿနာကိုပို့ပြီးတော့ကြီးစေတယ်အစွဲကဘာတွေစွဲလဲဆိုတော့ကိုထင်ရာကိုမြင်ရာကိုမှန်တယ်လို့စွဲတော့အစွဲကြီးခြင်းပေါ့အဲဒီအစွဲကြီးခြင်းကြောင့်အထာပို့ပြီးတော့ကြီးလာတယ်အထာကြီးလာတဲ့အခါမှာအမှန်အမှားကိုမခွဲခြားတော့ဘူးသူစန္ဒာနဲ့ကိုက်ညီရင်သူကမှန်တယ်ပြောမယ်သူစန္ဒာနဲ့မကိုက်ညီရင်သူကမှားတယ်ပြောမယ်သူစန္ဒာနဲ့ကိုက်ညီရင်သူသဘောကျမယ်သူစန္ဒာနဲ့မကိုက်ညီရင်စံကျင်ဘက်တွေလုံးမယ်အဲ့ဒီလိုမျိုးအတန်အစားတဲ့ပေါ့အဲ့ဒီလိုမျိုးအုပ်စုထဲမှာကိုမပါအောင်လို့ဒါအေးချမ်းမှုကိုဦးတည်ကြတဲ့လူတိုင်းစူးစမ်းကြရမယ်အချက်တစ်ချက်ပဲအစွဲမကြည့်ပါနဲ့လို့ဘုန်းကြီးမှားတယ်အတ္တဆွဲသည်အင်မတန်မှကြောက်စရာကောင်းတယ်အဲ့ဒီအတ္တဆွဲတအားများလာတဲ့အခါမှာမိသားစုအချင်းချင်းတောင်မှစီစီလုံးလုံးမရှိနိုင်တော့လောကသဘာဝသည်ကာလအရာတော်၎င်းဒေတာအရာတော်၎င်းကာလဒေတံကြည့်ပြီးတော့ပြုမှုရတဲ့အရာတွေရှိတယ်အဲ့ဒီကာလဒေတံကိုနားလည်ဖို့အရန်အရေးကြီးတယ်ကာလဒေတာကိုနားလည်မယ်ဆိုရင်အတ္တဆွဲကြီးမှမဟုတ်တော့ရောက်တဲ့နေရာမှာအစဉ်ပြေအောင်နေတတ်ခြင်းဖြစ်ပေါ်လာတဲ့အနေအထားကိုအစဉ်ပြေအောင်ရင်ဆိုင်နိုင်ခြင်းအဲဒီလိုနေနိုင်တဲ့သူတွေမှလောကမှာရေရှည်ရည်တည်လို့ဖြစ်ကြတာအကြအရှုံးအဆုံးအရှုံးနေကြတာတသမတ်ထဲသွားနေတဲ့အရာတွေဆိုတာဘာမှမရှိဘူးခေတ်တွေစနစ်တွေတသမတ်ထဲသွားနေတဲ့အရာတွေဘာမှမရှိဘူးဒီတော့ပြောင်းလဲတဲ့အချိန်မှာပြောင်းလဲပေးရတယ်ပြောင်းလဲနိုင်ဖို့လည်းပဲနားလည်အောင်ကြိုးစားရတယ်ပြောင်းလဲတဲ့အခြေအနေကိုသဘောပေါက်အောင်ကြိုးစားရတယ်အဲ့ဒီပြောင်းလဲသွားတဲ့အရာကိုလက်ခံနိုင်အောင်ကြိုးစားရတယ်လက်မခံနိုင်လို့ရှိရင်လောကနဲ့ဆန့်ကျင်ဘက်ဖြစ်သွားတာပေါ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဆိုတဲ့ကိုကမအေးချမ်းတော့အဲ့ဒီမအေးချမ်းသောအနေအထားနဲ့နေတော့မှလူဘဝကလူဘဝနဲ့မတူပဲနဲ့ငရဲနဲ့တူတော့တာဒီတော့သူတော်ကောင်းများရဲ့နှလုံးကိုထုံမူပြီးတော့နားလည်မှုများများထားနိုင်ဖို့နားလည်တဲ့ဆိုတဲ့နေရာမှာလည်းမိမိကိုယ်ကိုမိမိနားလည်မှုများနိုင်ဖို့ကြိုးစားတာအန္တရာယ်အကင်းဆုံးနေလမ်းပဲကိုနားလည်ရင်သူများကိုလည်းနားလည်လိမ့်မယ်အဲ့တော့ဖြစ်ပေါ်လာတဲ့အနေအထားတွေအရာဆုံးဖြတ်ချက်တစ်ခုချရတဲ့အခါတွေမှာလည်းပဲကိုယ်တိုင်ကလည်းနားလဲတယ်လို့တစ်ဖက်သူကလည်းနားလဲမယ်ဆိုရင်တော့ဒါတွေဟာအဆင်ပြေဖို့ပဲပျော်ရွှင်ဖို့တွေကြီးပဲတိခံပေးနိုင်ခြင်းတွေနားလဲပေးနိုင်ခြင်းတွေနဲ့တာယာတဲ့လူပေါင်းကိုတိဆောက်လို့ရတာနည်းနည်းလေးမှအထိမခံဘူးနည်းနည်းလေးမှအတိမ်ဆောင်မခံဘူးဆိုတာမျိုးကအမြဲတမ်းဒီပုံစံတိုင်းသွားလို့ရတာမှမဟုတ်တာအဲ့ဒီအပြောင်းအလဲတွေကြောင့်အတိမ်ဆောင်လေးရှိသွားမယ်ဆိုရင်လေ
နည်းနည်းလေးတိမ်ဆောင်ပေးလိုက်ပြီးတော့အဆင်ပြေအောင်ဆက်လျှောက်ဖို့ပဲအကွေ့အကောက်လေးရှိသွားတယ်ဆိုရင်လည်းနည်းနည်းလေးကွေ့ကောက်လိုက်ပြီးတော့ရှောက်ပေးရမယ်သဘောလေးပဲဒါအယိုးရှင်းဆုံးဥပမာပြတာလောကနဲ့လက်ရောညီထွေဖြစ်အောင်နေတယ်ပေါ့ပြဿနာမဖြစ်အောင်နေတာပေါ့အဲ့တော့လူချင်းချင်းစကားပြောတဲ့နေရာမှာပဲဖြစ်ပါစေဆုံးဖြတ်ချက်ချတဲ့နေရာမှာပဲဖြစ်ပါစေအလုပ်တစ်ခုလုပ်တဲ့နေရာမှာပဲဖြစ်ပါစေဆုံးဖြတ်ချက်တွေကြောင့်ပြောတဲ့စကားတွေကြောင့်နားလည်မှုလွဲတာဆိုတာမျိုးဖြစ်လာတတ်တယ်နားလည်မှုလွဲတယ်ဆိုတာပထမပြောခဲ့သလိုပဲကိုယ်အတ္တဆွဲနဲ့နားထောင်တဲ့အခါကိုယ်အတ္တဆွဲနဲ့ကြည့်တဲ့အခါနားလည်မှုကလွဲကြတာပဲလူတိုင်းကိုလိုက်ပြီးတော့နားလည်လို့မရနိုင်တော့လည်းပဲကြိုးစားပြီးရင်ရတယ်အဲ့တော့ဘုန်းကြီးတို့တွေတော့အဲ့လိုပဲကြိုးစားပြီးလိုက်တယ်ဘလောက်ပဲလူတယောက်တည်းနာမည်ဆိုးနဲ့ကြော်ချသူ့အကြောင်းကြောင့်ဘုန်းကြီးတို့အပူလောင်မခံစကလုံးနဲ့လည်းထုတ်ပြောပြီးတော့မဝေဖန်တတ်ဘူးအဲ့တော့လောကကြီးကအကျယ်ကြီးအဲ့ဒီအကျယ်ကြီးထဲမှာမှလူသားကလည်းအများကြီးနေပယ်ကလည်းအများကြီးသူ့နယ်ပယ်နဲ့သူ့နယ်ပယ်သူ့ဒေသနဲ့သူ့ဒေသသူ့ဓလေ့နဲ့သူအဆင်ပြေနေကြရင်ပြီးတာပဲအဲ့တော့ကိုယ့်ဒေသကိုကိုယ်အကောင်းဆုံးကိုယ်နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ပဲလိုတာအဲ့တော့သူတစ်ပါးရဲ့အပြစ်တွေသူတစ်ပါးရဲ့အားနည်းချက်တွေဒီအရာတွေလူချင်းကိုယ့်ရဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကိုဘုန်းကြီးဦးစားပြီးပြောတာပါအဲ့တော့ပတ်ဝန်းကျင်နဲ့ကိုယ့်ရဲ့ဆက်ဆံရေးလူသားတွေနဲ့ထိတွေ့ဆက်ဆံခြင်းအဲ့ဒီနေရာမှာအဲ့သူတစ်ပါးတွေနဲ့ပတ်သက်လို့ကိုကလိုက်ပြီးတော့ဝေဖန်နေရတာအပြစ်တွေမြင်နေရတာထူးခြားပြောင်းလဲမှုမရှိဘဲနဲ့ကိုမှအာကုသို့တက်နားလည်မှုလွဲသွားလို့ဆိုပြီးစိတ်မကောင်းလေးဖြစ်တယ်ကိုလူမှုဆက်ဆံရေးမှာဒီတော့မှန်ကန်သောဆုံးဖြတ်ချက်ချလိုက်ပြီးဆိုလို့ရှိရင်အဲ့မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုကြောင့်နားလည်မှုလွဲခြင်းတွေဆန့်ကျင်ဘက်တွေဆိုတာဖြစ်လာတတ်တယ်တခါတရံမလွဲမရှောင်သာအဲ့ဒီလိုမျိုးအရာတွေဖြစ်လာတတ်တယ်ဒီအခါမှာကိုချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တော်၎င်းကိုပြောလိုက်တဲ့စကားအတွက်တော်၎င်းနားလည်မှုလွဲရလေခြင်းလို့စိတ်မကောင်းတွေဖြစ်တတ်တယ်ဒါဖြစ်လေအများဆုံးကိစ္စပဲအဲ့တော့သူ့အရာသူ့ဒေတာသူ့ဆန္ဒသူ့ရဲ့စရိုက်ကြောင့်လူတယောက်နဲ့တယောက်ထပ်တူအများတမ်းမကြနိုင်ဘူးလို့ဘုန်းကြီးခဏပြောသလိုပဲကိုကသာနားလည်မှုပေးလိုက်တော့ကိုကသာနားလည်မှုပေးလိုက်ပြီးတော့ကိုအေးချမ်းမှုကိုအပြတ်စီမခံစေဘဲနဲ့စိတ်ညစ်လေးအဲ့လိုကိစ္စကြောင့်စိတ်ညစ်မယ်ဆိုရင်ဖရာအာယုံယူတရားအာယုံယူပဲအဲ့တော့ဒီကိစ္စကိုထပ်ခါတွေးတော့အပြင်မှန်ကန်သောဆုံးဖြတ်ချက်ချပြီးဆိုရင်နောင်တမရနဲ့အဲ့မှန်ကန်သောဆုံးဖြတ်ချက်ကြောင့်ဘလို့လားအဖေနဲ့မမျောလင့်ပဲနဲ့နားလည်မှုလွဲတာတခုခုဖြစ်ပေါ်ခဲ့သည်ရှိတော့ဒါသည်ဘလို့နေဖြစ်လာမယ့်အကြောင်းတရားတစ်ခုဆိုတာကိုနားလည်ထားကိုဘလောက်ပဲမှန်ကန်သောလမ်းစဉ်ကိုပြောပြလက်ခံခြင်းမှာလက်ခံကြတာကိုအဲ့လိုလက်မခံလို့ဆိုပြီးတော့စိတ်မကောင်းမဖြစ်နဲ့ကိုပြောလိုက်တဲ့စကားအတွက်သဘောထားကွဲလွဲသွားရင်လည်းစိတ်မကောင်းမဖြစ်နဲ့ကိုရဲ့အေးချမ်းမှုကိုပဲဥတည်ထားအဲ့လိုနေနိုင်အောင်ကြိုးစားရတယ်ဒီလိုမနေနိုင်လို့ရှိရင်သူကနားလည်မှုလွဲလို့ကိုကမကြေမနပ်ဖြစ်ကိုမကြေမနပ်ဖြစ်တာကိုသူကထပ်ပြီးတော့စိတ်ဆိုးသူစိတ်ဆိုးလို့ကိုကပြန်ပြီးတော့အမျက်ထွက်အဲ့တော့ကိုအမျက်ထွက်လို့သူကအညှိုးပြန်ထားမအေးနိုင်တော့မပြီးနိုင်တော့ပฏิပတ်ခါတွေနဲ့ပဲဘဝတစ်ခုအဆုံးသတ်သွားလိုက်မယ်အဲ့ဒီလိုအဆုံးသတ်တာမျိုးကိုမဖြစ်စေနဲ့အဲ့တော့ဘဝတစ်ခုရလာပြီဆိုဘယ်လိုအနှစ်ရှိတဲ့ဘဝတစ်ခုဖြစ်အောင်နေမလဲဘယ်လိုအတိတ်ပဲရှိတဲ့ဘဝတစ်ခုဖြစ်အောင်နေမလဲဆိုတာကိုပဲစဉ်းစားပြီးတဲ့အခါမှာကိုယ့်ရဲ့အပြောကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ဆောင်ဖြတ်ချက်တွေမှန်ဖို့ကိုတော့အမြဲတမ်းသတိထားကိုယ့်အတ္တဆွဲနေတော့ဘယ်အရာကိုမှမဆုံးဖြတ်လိုက်နဲ့ကိုယ့်အတ္တဆွဲနေတော့ဘယ်အရာကိုမှမပြောမိစေနဲ့အဲ့တော့သဘာဝကြပထမပြောခဲ့သလိုပဲပြောင်းလဲတဲ့အနေအထားကို
ကိုယ်တိုင်နားလဲရမယ်သူများလည်းနားလဲစေရမယ်အဲပြောင်းလဲသွားတဲ့အနေအထားကိုလက်မခံနိုင်တဲ့သူကတော့ကြံခဲ့မှာပဲပြောင်းလဲသွားတဲ့အနေအထားကိုလက်ခံပြီးတော့အခုလောလောဆယ်အကောင်းဆုံးပဲလို့ရင်ဆိုင်မလဲဆိုတာကိုသာကိုယ်ကစဉ်းစားဘယ်လိုပြဿနာပဲဖြစ်ဖြစ်လူမှုရေးပြဿနာပဲဖြစ်ဖြစ်စီးပွားရေးပြဿနာပဲဖြစ်ဖြစ်ဘယ်လိုအရာမျိုးတွေပဲဖြစ်လာတဲ့အရာတွေကိုအကောင်းဆုံးရင်ဆိုင်သွားပြီးတော့အကောင်းဆုံးဖြေရှင်းနည်းနဲ့ဒါသွားအဲ့တော့ငုတ်တုတ်ထိုင်နေရင်တော့ပြဿနာကအိမ်ပေါ်တက်လာတာဆိုတော့ပြဿနာဆိုတာမျိုးကိုမကြောက်နဲ့ကိုယ့်ရဲ့ရက်တည်မှုမှန်ကန်ပြီးတော့အေးချမ်းနေဖို့ကိုပဲအဲ့ဒါကိုတတိရှိရှိဆက်ပြီးတော့သွားဖို့လိုတယ်အဲ့ဒါလောကမှာအဆင်ပြေလိမ့်မယ်ဆက်လျှောက်လို့ရကြမယ်အောင်မြင်တတ်ကြတယ်အစိုးရကနေပြီးတော့အကောင်းထုတ်ယူနိုင်အောင်ကြိုးစားကြအစိုးရကနေပြီးတော့အနှစ်ရအောင်ကြိုးစားကြဒီဖြစ်နေတဲ့အနေအထားကိုထိုင်ငင်းညူနေလို့အားအရင်တွေဆုပ်ယုပ်တာပဲရှိတယ်အဲ့တော့အားရင်ဆုပ်ယုပ်သွားမယ့်ကိစ္စတွေမတွေးနဲ့အားရင်ဆုပ်ယုပ်သွားမယ့်ကိစ္စတွေမပြောနဲ့ကိုယ်ကိုပြန်ပြီးတော့အတွေ့အကြုံအမြင်သစ်နဲ့လမ်းဆန်းသွားစေတော့အရာတွေကိုဒါစဉ်းစားအစိုးတစ်ခုနဲ့ကြုံပြီးပြီဆိုရင်ဒီအစိုးရကနေလက်ရှိကြုံတဲ့အနေအထားဘယ်လိုအကောင်းဆုံးပြန်ပြီးတော့ထားမလဲဘယ်လိုရှိတဲ့အနေအထားကနေဘယ်လိုအနေအထားနဲ့ပြန်ပြီးတော့ရပ်တည်မလဲဘာကနေစလုပ်မလဲဒီအရာကိုပဲစဉ်းစားကြံပြီးသွားလို့ဖြစ်ပြီးသွားတဲ့အရာတွေကိုမိထားလိုက်တာအကောင်းဆုံးအစိုးလို့ထင်လို့ချင်းမိထားလိုက်တာအကောင်းဆုံးပြန်မတွေးနဲ့အကုသို့များတယ်အဲ့တော့ဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့တရားတွေအတိုင်းပဲလေအတိတ်ကြောင့်လည်းပဲမလောင်စင်နဲ့အနာဂတ်ကိုညှော်မှန်းပြီးတော့လည်းပဲမလောင်စင်နဲ့ပြစ္ဆုတ်ပံအနေထားအရာလည်းမလောင်စင်နဲ့တဘာဝတရားကိုတဘာဝတရားတိုင်းမြင်တတ်ဖို့ပဲကြိုးစားရမှာအဲ့ဒီတဘာဝတရားကိုအမှန်တိုင်းမြင်တယ်အမှန်တိုင်းလက်ခံပြီးတော့လောလောဆယ်အကောင်းဆုံးဘယ်လိုရည်တည်မလဲဆိုတာကသာလမ်းအမှန်ဆုံးဒါမှန်ကန်တော့ရည်တည်မှုမှန်ကန်တော့နေပဲအဲ့ဒီနေအတိုင်းပဲနေကြဖို့လိုတယ်လို့ဘုန်းကြီးမှားခြင်းတယ်ပฏิပတ်ခါဆိုတာမျိုးကိုသူ့ဘက်ကပฏิပတ်ခါဆောင်တော့လဲကိုယ့်ဘက်ကဘယ်တော့မှပฏิပတ်ခါအသွင်မဆောင်နဲ့အစင်မပြေဘူးဆိုတာကိုလည်းပဲအစင်မပြေရလေခြင်းဘယ်တော့မှရင်ထဲမှာမထားနဲ့အစင်မပြေတဲ့အခြေအနေကနေဆိုးတဲ့အခြေအနေကနေအတိတ်ကြောင့်ပြန်ပူလောင်မဲ့အစားလက်ရှိဘယ်အရာကိုလုံနိုင်တယ်လဲဆိုတဲ့အရာနဲ့လက်ရှိဘယ်လိုရင်ဆိုင်လို့ရတယ်လဲဆိုတဲ့အရာတွေကိုသာစဉ်းစားလက်ရှိအနေအထားကိုဘယ်လိုအကောင်းဆုံးရင်ဆိုင်ဖြည့်ရှင်းရပ်တည်မလဲဆိုတာဟာဒါအဖြေထုတ်ရမယ်တခုတည်းသောအဖြေပဲအဲ့ဒီအဖြေကိုတွေ့သွားပြီဆိုလို့ရှိရင်တော့စတာလျှောက်ပြီးတော့ဒါအခက်ခဲတွေကိုကြောဖြတ်သွားနိုင်တဲ့နည်းပဲအတိတ်တွေကိုပြန်စဉ်းစားပြီးတော့မကျင်တတ်တာတွေကိုပြန်တွေးပြီးတော့လောင်ကျွမ်းပြီးတော့အကြံတင်ဉာဏ်တစ်ထွက်မလာတော့ရောက်မလာသေးတဲ့အနာဂတ်ကိစ္စနဲ့ကကြိုတင်တွေးပြီးတော့ပြင်ဆင်ထားတဲ့ပြင်ဆင်တဲ့ဆိုတာရှိပေမဲ့လို့မရောက်သေးတာအတွက်လည်းသိပြီးတော့အလောင်းမခံနဲ့အဲ့တော့အလောင်းမခံဘဲနဲ့ပြစ္ဆုတ်ပံဘယ်လိုအစဉ်အပြေဆုံးနေမလဲဆိုတဲ့အရာတည်းလူတစ်ယောက်ကိုစိတ်သက်သာရစေတယ်အဲ့တော့ကြုံလာမှတော့လောင်ကျွမ်းနေလို့အလကားပဲဖြစ်ပြီးသွားမှတော့လောင်ကျွမ်းနေလို့လည်းအလကားပဲအဲ့တော့ကုတ်စာလို့ခေါ်တယ်ပြန်ပြီးတော့ပူလောင်နေတာပြန်ပြီးတွေးပြီးတော့နောင်ထသဘောမျိုးတွေပေါ့အဲ့ကုတ်စာကိုပယ်နိုင်အောင်ကြိုးစားကုတ်စာကိုပယ်နိုင်ရင်ပฏิပတ်ခအမြင်တွေပฏิပတ်ခအတွေးတွေလည်းမရှိတော့လူတိုင်းကိုနားလည်ပေးလိုက်နိုင်တယ်ကိုယ့်အပေါ်မှာအထင်လွဲသွားတဲ့သူကိုတောင်နားလည်ပေးလိုက်နိုင်တယ်ကိုယ့်အပေါ်မှာပြဿနာလုပ်တဲ့သူကိုလည်းနားလည်ပေးလိုက်နိုင်တယ်ခက်တယ်လို့ပြောကြလိမ့်မယ်မှန်တယ်ခက်တယ်ဆိုပေမဲ့ဒီအတိုင်းပဲနေစဉ်သူနဲ့ကိုယ်နဲ့အဆင်မပြေဘူးဆိုတဲ့ကိစ္စကိုပဲတွေးပြီးတော့ပူလောင်မလားကိုယ့်ဘဝကိုအေးချမ်းဆုံးရပ်တည်ဖို့ကြိုးစားမလားဒါရွေးချယ်ရမှာပေါ့ကိုယ့်ဘဝကိုအေးချမ်းဆုံး
ရက်တည်ခြင်းကြတဲ့ဆိုရင်ကုတ်ကုတ်စာတွေနဲ့မလောင်စင်နဲ့အတွေးတွေနဲ့မနှိမ့်ဆက်နဲ့အခုလောလောဆယ်ရက်တည်နေတဲ့အနေအထားကိုပဲစဉ်းစားအခုလောလောဆယ်အခြေအနေကိုပဲအကောင်းဆုံးရင်ဆိုင်အပြစ်အကင်းဆုံးရင်ဆိုင်လောလောဆယ်အနေအထားတွေကဆိုးတဲ့တဲ့ကနေပြီးတော့အကောင်းကွက်တွေ့အောင်အကောင်းကိုထုတ်ဆောင်နိုင်အောင်ကြိုးစားအဆင်ပြေပါလိမ့်မယ်လို့ပြောချင်တယ်။အဲကြောင့်ဘုန်းကြီးကဘာသူကဘာသားအပေါင်းကိုပြဿနာတွေကင်းဝေးပါစေအထင်လွဲမှုတွေလည်းကင်းဝေးပါစေပฏิပတ်ခတွေလည်းကင်းဝေးပါစေလက်ရှိအနေအထားကိုအကောင်းဆုံးပြုပြင်ဆင်နေထိုင်သွားရင်းဖြင့်ဘဝအခက်အခဲမှသမျှကိုကြော်ဖြတ်နိုင်သူတွေဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးအေးချမ်းကြပါစေဓမ္မလိုက် channel မှာတင်ဆက်တော်တရားတော်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တရားတော်အစ်များကိုဆက်လက်နားဆင်နိုင်ရန် channel ကို subscribe လုပ်ထားပေးပါခင်ဗျာအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေတာဓု